မင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းခနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲပြီးတော့ဈေးကွက်ရဲ့ direction ဘယ်လိုရှိနေလဲဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်ကျွန်တော်လက်ရှိ BTC ရဲ့ current price ကိုကြည့်ကြည့်မှဆိုရင် 8300 အထက်မှာရှိနေတာကိုကျွန်တော်တွေ့ရတယ်တခြား ETH BNB ADA Solana Doge APT ပေါ့နော်ဒီ coin တွေကလည်းတက်လာတဲ့အနေအထားမှာကျွန်တော်တွေ့ရတယ် coin တော်တော်များများလည်း BTC နဲ့အတူတူလိုက်တက်တဲ့အနေအထားမှာကျွန်တော်တွေ့ရတယ်ပေါ့နော် small recovery ဖြစ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါမနေ့ကကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မှဒါ8000ကနေ8200ပေါ့နော်ဒီတစ်ခုမှာဒါဝင်ထားတဲ့သူတွေအနေနဲ့ဆိုရင်တော့လက်ရှိ profit ထမ်းမှာရှိနေမှာပေါ့နော်ဆိုတော့သူတို့အတွက် short term target ကဒီ8400ဒါမှမဟုတ်8400အနည်းနည်းမှာဒါ profit book လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါလည်းထားမယ်ဆိုတော့ကျွန်တော်ဟိုဘက်ကို target တွေပြန်ရှိလာလိမ့်မယ်ဆိုတော့ကျွန်တော်4 hour chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်4 hour chart pattern ကိုကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီဘယ်လိုခေါ်မလဲအဲ့တော့ကျွန်တော်အရင်အပတ်တုန်းကဒါ7800ထိတက်ပြီးတော့မှကျွန်တော်ပြန် downside ကိုဒါ8100နည်းနည်းကိုကျွန်တော်ရောက်လာခဲ့တယ်ပေါ့နော်ဒီကနေစပြီးတော့ပြန် recovery ဖြစ်နေတာကျွန်တော်လက်ရှိဆိုရင်7300အထက်ကိုရောက်နေပြီပေါ့နော်ဆိုတော့ဒီမှာ market မှာတဖြည်းဖြည်း recovery ဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့လုံးဝ anti မရသေးတဲ့သူတွေနဲ့ဆိုရင်လက်ရှိ price နဲ့လည်း small margin low leverage anti ဝင်ထားလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ daily chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မှဆိုရင် daily chart pattern လည်းလက်ရှိ uptrend ကိုတဖြည်းဖြည်းသွားနေတာကိုကျွန်တော်တွေ့ရတယ်တော့ဒီမှာ higher low pattern တွေကိုတဖြည်းဖြည်းနဲ့မြင်လာရပြီပေါ့နော်ဆိုတော့ဒီကနေ market ကတဖြည်းဖြည်း recovery ဖြစ်ဖို့လားတော်တော်များတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ volume နဲ့တဲ့အတွက်ကြောင့်မလို့ဒီ recovery ကနည်းနည်းအချိန်တော့ကြာနိုင်တယ်ပေါ့နော်တဖြည်းဖြည်းဆိုတဲ့အနေအထားမျိုးမှာဖြစ်နိုင်တယ်ဆိုတော့ဒီမှာကျွန်တော်8000ပတ်ချလည်းမှာဝယ်ထားတဲ့သူတွေအနေနဲ့ကြတော့ဒါ first entry ပေါ့နော် hold ထားလို့ရတယ်တခြားဒီ DCA point တစ်ခုကကြတော့ကျွန်တော်တို့ဒီ9000ကနေ9200ပေါ့နော်တကယ်လို့ market က downside ကိုရောက်သွားခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ DCA point ပေါ့ကျွန်တော်ရဲ့ဒီ second entry က9000ကနေ9200မှာလုပ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ daily chart pattern မှာလည်းကျွန်တော်တဖြည်းဖြည်း recovery ဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ပြီးတော့ကျွန်တော်ဒီ weekly chart pattern ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင် weekly ရကတော့ကျွန်တော်အရင်ကတည်းကဒါ uptrend မှာရှိနေပေါ့နော်ဆိုတော့ weekly မှာလည်းကျွန်တော် uptrend မှာရှိနေတယ် higher low pattern ကိုကျွန်တော် follow လုပ်နေတယ်ပေါ့နော်ဆိုတော့ဒီမှာလည်း market ကတဖြည်းဖြည်း recovery ဖြစ်ဖို့အလားအလာတော်တော်များတယ်ဆိုတော့ဒီမှာတခုကနေ့ဗီဒီယိုကနေပြီးတော့ကျွန်တော်ဒီ market ကိုဒီကနေ့အနေထားအရာတစ်ချက်လောက်ပြောကြည့်ရမယ်ဆိုရင်တော့ volume နဲ့တဲ့ဘက်တဖြည်းဖြည်း recovery ဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်တော့ first entry ယူလို့ရတယ်လက်ရှိ current price မှာ first entry ယူလို့ရတယ်ပေါ့နော်target ကကျွန်တော်တို့ first target ဒီဒါ8400အထက်ပေါ့နော်အဲ့ကိုရောက်ပြီဆိုရင်တော့အဲ့8400ဆိုတဲ့ကျွန်တော်ဒီ target တစ်ခု break လုပ်ပြီးတော့မှာပဲကျွန်တော်တို့ကဟိုဘက် target တွေကိုပြန်ပြီးတော့8000ပြီးရင်တော့9200ပေါ့နော်အဲ့လိုတဖြည်းဖြည်းသွားမယ်ပေါ့ကျွန်တော်အရင်အပတ်တုန်းကလည်းဒါ8000ဆိုတဲ့ target ကိုတော့ break လုပ်ပြီးတော့မှဒါမှပြန်အောက်ကိုပြန်ရောက်လာတယ်ပေါ့နော်ဒါပေမဲ့ပြန်ပြီးတော့ကျွန်တော်တို့အဲ့ target ဒီဘက်ပြန် follow လုပ်မယ်ပေါ့နော်8000ပြီးရင်တော့ကျွန်တော်9000ကနေပြီးတော့9200ဒါတွေကကျွန်တော် short term target တွေပေါ့နော် long term target တွေကတော့ကျွန်တော်ခုနပြောထားသလိုဒါ3သိန်းကနေပြီးတော့3,900ဟိုဘက်ကိုကျွန်တော် all time high တွေပေါ့နော်အဲ့ price တွေကိုကျွန်တော်တဖြည်းဖြည်းဒီနည်းနည်းတော့အချိန်ကြာနိုင်တယ်ပေါ့နော်တဖြည်းဖြည်းတွေးရလိမ့်ဖို့တော့တွေးရဖို့တော့ကျွန်တော်အလားအလာရှိရပေါ့ပြီးတော့ကျွန်တော် DCA point က9000ကနေ9200ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်